ရေရောက်ကတင်မင်းတမန်တွေရှင်းချတော့အခါပြည်ညာငါးနဲ့လျှက်စင်ငရှင်အမေစုံမြဝန်းနတ်ရှိုင်းနဲ့ရေပြအောက်မှာကြောက်စရာအကောင်ဆုံးတပ်ဖြတ်သူ2ဦးရှိပါတယ်။တစ်ဖက်ကတော့အုပ်စုလိုက်ဝိုင်းဝန်းကြိုက်ခဲတက်ပြီးအယိုးပါမကျန်းစားပြတ်တတ်တဲ့ရေရောက်ကတားတက်သမားပြည်ညာတွေဖြစ်ပြီးနောက်တစ်ဖက်ကတော့ထိတွေ့လိုက်တာနဲ့လူတယောက်ကိုတော့တေးစေနိုင်တယ်။ဘိုးအပြင်းလျှက်စစ်တပ်တွေကိုထုတ်လွှတ်နိုင်တဲ့ရေရောက်ကလျှက်စစ်ဓာတ်အပိစရုံလျှက်စစ်ငရှင်ပါပဲ။ဒီနေ့ကောင်သားရေရောက်မှာထိတ်တိုက်တွေ့ကြရင်ဘသူကအမေစုံရဲ့ဘရင်ဖြစ်လာမလဲဆိုတာကလည်းတကယ့်ကိုရင်ခုန်စရာကောင်းလာပါတယ်။ရေစုံပြည်ညာတွေအကြောင်းကြည့်ကြရအောင်ပါ။ပြည်ညာဆိုတာနဲ့ကျွန်တော်တို့ကတကောင်နဲ့ထက်အုပ်စုလိုက်တိုက်ခိုက်တာကိုပြင်းပြင်းကြမှာပါ။သူတို့ရဲ့အဓိကလက်နက်ကတော့သရိကန်ပုံစံရှိပြီးဓာတ်သွားလို့ထက်မြက်တဲ့သွားတွေပဲဖြစ်ပါတယ်။ဒီသွားတွေကအသားတွေမကပဲမာကျောတဲ့အယိုးတွေကိုပါဖျက်တောက်နိုင်စွမ်းရှိနေတာပါ။ပြည်ညာတကောင်ဟာစက္ကန့်ပိုင်းအတွင်းအသားသရုံးကိုကိုက်ဖယ်နိုင်ပြီးအုပ်စုလိုက်ဆိုရင်တော့နွားတကောင်လုံးကိုမိနစ်ပိုင်းအတွင်းအယိုးစုဖြစ်အောင်လုပ်နိုင်တဲ့အထိကြောက်စရာကောင်းပါတယ်။နောက်ပြီးသူတို့ဟာသွေးနံကိုအဝေးကနေခန်းစားမိရတဲ့အယိုးမိုးလိုက်ပြီးတိုက်ခိုက်တတ်တဲ့ဗီဇလည်းရှိနေကြတာပါ။ဒါပေမဲ့ဒီလိုကြောက်စရာကောင်းတဲ့ပြည်ညာတွေတော့အဝေးကနေမြင်တာနဲ့လမ်းဖယ်ပေးရတဲ့တတဝါတကောင်ရှိပါတယ်။အဲ့ဒါကတော့လျှက်စိတ်ငရှင်ပါပဲ။လျှက်စိတ်ငရှင်ဟာနာမည်ကငရှင်လို့ဆိုပေမဲ့တကယ်တော့ငခုမျိုးနွယ်နဲ့ပို့တူပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲမှာလျှက်စိတ်ထုတ်ပေးနိုင်တဲ့အထူးဆဲတွေပါဝင်ပြီးအမြင့်ဆုံးဖို့ဟာ600ကနေ800အထိထုတ်လွှင့်နိုင်ပါတယ်။ဒီပမာဏဟာအိမ်သုံးလျှက်စစ်တက်တဲ့3စားလောက်ပုံပြထန်ပြီးမြင်းတကောင်ကိုတော့ချက်ချင်းလေဖြတ်သွားစေနိုင်တဲ့အစွမ်းရှိပါတယ်။ဒီနှစ်ကောင်တိုက်ပွဲဖြစ်ပြီဆိုရင်ပြည်ညာတွေကအုပ်စုလိုက်ဝိုင်းအောင်ပြီးကြိုက်ခဲဖို့ကြိုးစားမှာပါ။ဒါပေမဲ့ပြည်ညာတွေရဲ့အမှားကအဲ့ဒီမှာတင်စတင်တာပါပဲ။လျှက်စစ်ငရှင်ဟာသူ့ကိုရံပြူလာပြီးလို့ခန်းစားရတဲ့တပြိုင်နက်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနေလျှက်စစ်တပ်တွေကိုရေထဲကိုထုတ်လဲလိုက်ပါတယ်။ရေဟာလျှက်စစ်စီကုမှုအလွန်ကောင်းတာကြောင့်လျှက်စစ်ငရှင်ကိုလာရောက်ကြိုက်ခဲတဲ့ပြည်ညာတွေဟာအနာမကတ်နိုင်ငံမှာတင်လျှက်စစ်ရှော့ဖြစ်ပြီးမင်းမျောသွားတာဒါမှမဟုတ်နှလုံးရက်ပြီးတိတ်ဆုံးသွားတာမျိုးဖြစ်တတ်ပါတယ်။လျှက်စစ်ငရှင်ရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့သူဟာအဝေးကနေတဲ့ရန်သူရဲ့တီနီယာကိုလျှက်စစ်လိုင်းတွေနဲ့တရှိနိုင်တာပါ။ဒါကြောင့်ပြည်ညာတွေအလဲငတ်ချောင်းနေရင်တော့ငရှင်ကအရင်ဦးအောင်တိုက်ခိုက်နိုင်ပါတယ်။ပြည်ညာတွေမှာထက်မြက်တဲ့သွားတွေရှိပေမဲ့လျှက်စစ်ငရှင်ရဲ့မမြင်ရတဲ့လက်နက်ဖြစ်တဲ့လျှက်စစ်လိုင်းတွေကိုတော့ဘလုံးဝပြန်မခုခံနိုင်ပါဘူး။ဒီကုန်းချုပ်ရရင်ဒီတိုက်ပွဲဟာပြည်ညာတွေဟာအရေးအတွက်နဲ့ခွန်အားကိုသုံးဝင်မဲ့လျှက်စစ်ငရှင်ကတော့နေပညာမြေလက်နက်ကိုသုံးဆွဲသူဖြစ်ပါတယ်။ပြည်ညာအုပ်စုကဘလောက်ပဲပိုက်စာနေပါစေလျှက်စစ်ငရှင်ရဲ့ပြင်းထန်တဲ့ရှော့ရမှုကိုတစ်ခါကြုံမွေးသွားရင်တော့နောက်တစ်ခါအဝေးကနေတဲ့လက်ပြန်ပြေးရမှာအသေးကြပါပဲ။အမေစုံရဲ့တင်မင်းတမန်တိုက်ပွဲမှာတော့လျှက်စစ်ငရှင်ဟာရှုံးနေခြင်းမရှိတဲ့ဘရင်တစ်ပါးလိုရပ်တည်နေစေဖြစ်ပါတယ်။ဒီဗီဒီယိုလေးကနေရေရောက်ကတတဝါတွေရဲ့အံ့ဩစရာအစွမ်းတွေကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်။တင်ကောဘသူကပို့ပြီးအစွမ်းထက်တယ်လို့ထင်ပါတယ်လေ။ပြည်ညာတွေရဲ့အုပ်စုလိုက်တိုက်စစ်လားဒါမှမဟုတ်လျှက်စစ်ငရှင်ရဲ့ဘိုးအပြင်းတိုက်ွယ်လားကိုယ့်ရဲ့ထင်မြင်ချက်ကိုကောမန့်မှာရေးပေးခဲ့ပါဦး။အခုလိုမျိုးစိတ်ဝင်စားစရာတိရစ္ဆာန်လောကရဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုရှင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။